ဒီနေ့ခေတ်လိုစူညာနေတဲ့ကောင်မကြီးမှာထူးခြားတဲ့ရလဒ်တည်းရဟော deep work ဆိုတဲ့စွမ်းအားတစ်ခုရှိပါတယ် တနေ့ကုန်အလုံးများနေပေမဲ့ဘာမှမပြီးသလိုခံစားနေရလားဒါဟာအာယုံမဆိုင်နိုင်လို့ပင်မနေတာပါ notification တွေ messages တွေကကျွန်တော်တို့ရဲ့အာရုံကိုအမြဲဆွဲခေါ်နေတယ်အလုံးများသလိုထင်ရပေမဲ့တကယ်တမ်းဘာမှမပြီးမြောက်ပါဘူး စာရေးသူ Cal Newport ကတော့ဒီလိုအလုံးများတာဟာတကယ်တော့စိတ်ပိုင်းဆိုင်ရာပြည်နှိမှုတစ်မျိုးပဲလို့ပြောပါတယ် ဒါဆို deep work ဆိုတာပါလေအနောက်အရကင်းကင်းနဲ့ကိုယ့်ရဲ့စွမ်းရည်အဆုံးထိအာရုံစိုက်ပြီးတကယ်တန်ဖို့ကိုဖန်တီးတာပါပဲသူ့ရဲ့စန့်ကျင်ဘက်ကတော့ shallow work ပေါ့ email plan တာလို့အပေါ်ရန်လို့တွေကတန်ဖို့တဲ့တင်မဖန်တီးနိုင်ပါဘူး တကယ်လက်တွေ့မှာတော့လူအများစုဟာသူတို့အချိန်ရဲ့80ရာခိုင်နှုန်းကိုဒီလိုပေါ်ရင်အလုပ်တွေနဲ့ပဲကုန်ဆုံးနေကြပါတယ် Newport ကပြောတယ်အလုပ်တစ်ခုပြီးတစ်ခုပြောင်းလဲနေတာဟာကိုယ်ဦးနောက်ကိုအာယုံပြန်လွှင့်ဖို့လေ့ကျင့်ပေးနေတာနဲ့အတူတူပါပဲတဲ့အာယုံဆိုင်နိုင်စွမ်းကိုကြွက်သားတစ်ခုလို့သဘောထားကြည့်ပါမတော့ရင်အားနေတော့မှာပါပဲ အာယုံပြက်လွယ်နေတဲ့စိတ်ကဟိုတစ်ဆက်ဒီတစ်ဆက်လက်နဲ့တမီလိုပဲအာယုံစူးစိုက်ထားတဲ့စိတ်ကတော့မီးပြတိုက်လိုပါပဲကျွန်တော်တို့ဟာပြင်းနှင်းငင်းငွေမှုကိုဘလောက်တောင်ကြောက်လဲဆိုတာကိုဗီဂျီနီးယားတက္ကသိုလ်ရဲ့လေ့လာမှုတစ်ခုကဖော်ပြခဲ့ပါတယ် မယုံနိုင်စရာပဲပါဝင်သူတွေဟာ15မိနစ်ငင်းငင်းထိုင်ရမယ့်အစားလက်စစ် shock အရိုက်ခံဖို့တောင်ရွေးချယ်ခဲ့တယ်ရိုးရိုးသားသားစဉ်းစားကြည့်ပါဘာအနောက်အယံမှမရှိပဲမိနစ်60လောက်အာယုံအပိစိုက်ချတာနောက်ဆုံးပထုံးကလည်းအောင်မင်းတဲ့သူတွေဟာစစ်တပ်ခွန်အားကိုပဲအားမကိုပါဘူးအာယုံစိုက်လို့ကောင်းတဲ့ပတ်ဝန်းကျင်ကိုတမင်တကာဖန်တီးယူကြပါတယ် ဥပမာခါလျောင်းကစင်စာဖို့တာကြောက်သားမြောက်စင်စောက်ခဲ့တယ် Bill Gates ကတော့အဆက်အသွယ်အကုန်ဖြတ်ပြီး think weeks ယူတယ် ဒါဆိုဘယ်လိုစလုပ်မလဲစိတ်ပါလာအောင်မစောင့်ပါနဲ့ဒီအစစ်အနေနဲ့ကိုယ့်ရဲ့ deep work အချိန်ကိုအလေးအကျင့်လုပ်လိုက်ပါတနေ့ကိုတစ်ချိန်ပဲလုပ်ကြည့်တနေ့မှာအချိန်306ချိန်5ချိန်ဖြစ်သွားမယ်ဒါကကြီးမားတဲ့အားသာချက်ဖြစ်လာပါလိမ့်မယ် အနာဂတ်ရဲ့စီးပွားရေးလောကမှာထိတ်ဆုံးမှရည်တည်နိုင်မဲ့သူကလူ၃မျိုးပဲရှိပါတယ် အဲ့ဒီလူတော်မျိုးလုံးမှာတူညီတဲ့အရာတစ်ခုကဘာလဲဒီလား deep work လုပ်နိုင်စွမ်းပါပဲ နောက်ဆုံးမှာတော့ကျွန်တော်ရဲ့ဘဝဆိုတာကိုတန်ဖိုးထားအာယုံစိုက်ခဲ့တဲ့အရာတွေရဲ့စုစုပေါင်းရလာပါပဲ ဒီလိုဆူညံမှုတွေနဲ့ပြည့်နေတဲ့ကဘာကြီးမှာကိုယ့်ရဲ့တန်ဖိုးအရှိဆုံးအာယုံစိုက်မှုကိုဘယ်အရာကတကယ်တမ်းထိုက်တယ်နေလဲ